ကာစီနိုလောင်းကစားရုံတစ်ခုရဲ့တကားဝကိုတင်ဖြတ်ကျော်ဝင်ရောက်သွားတာနဲ့တင်းရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတာအဲ့ဒီတကားဝမှာပဲကြံခဲ့ပါပြီတင်နိုင်မလားရှုံးမလားဆိုတာတင်းရဲ့ကန်တရားပေါ်မှာမမူတည်တော့ပါဘူးသူတို့ဖန်တီးထားတဲ့ဝင်ကဘာထဲမှာတင်ဘလောက်ကြကြမျောပါသွားမလဲဆိုတာပဲမူတည်သွားပါပြီဒီနေ့ကျမတို့ရဲ့ Papatia Channel ကနေတင်းရဲ့အသိစိတ်ကိုဘီတုကပညာနဲ့ဘလို့ hack လုပ်သွားတယ်လဲဆိုတော့ကာစီနိုကစားဝိုင်းတွေရဲ့မမြင်ရတဲ့အမှောင်လှည့်ကွက်တွေကိုဖော်ထုတ်သွားပါမယ်။ကာစီနိုရုံထဲရောက်တာနဲ့ပထမဆုံးသတိထားမိမယ့်အချက်ကဘယ်နေရာမှနိုင်မရှိပါဘူး။ပဒင်းပေါက်တွေလည်းတစ်ခုမှမရှိပါဘူး။အပြင်မှာမိုးလင်းနေလားညဘက်ရောက်နေပြီလားဆိုတာတင်လုံးဝသိနိုင်တော့မှာမဟုတ်ပါဘူး။ဒါဟာမတော်တဆမဟုတ်ပါဘူး။ဘီတုကပညာရှင်တွေကတင့်ကိုအချင်းဆိုတဲ့အတိစိတ်ကနေအပြည့်အဝဖြတ်တောက်ချလိုက်တာပါနေ့စဉ်ဘဝရဲ့စိတ်ဖိစီးမှုတွေတွားရမယ့်နေရာတွေကိုမေ့သွားအောင်တင်နဲ့အဲ့ဒီလောင်းကစားဆက်နှစ်ခုတည်းပဲရှိတဲ့ကဘာတစ်တစ်ခုကိုတမင်ဖန်တီးပေးထားလိုက်တာပါနောက်ထပ်ထူးဆန်းတာကကာစီနိုရဲ့ကော်စောတွေပါမျက်စိနှောက်စရာကောင်းတဲ့ပန်းပွင့်အကြီးကြီးတွေအယောင်တောက်တောက် geometry ပုံစံတွေကိုသုံးထားကြတယ်ဘာဖြစ်လို့လဲတစ်မျက်လုံးတွေကကော်စောတွေကိုကြည့်မိရင်မူးနောက်လာတဲ့အတွက်အလိုလျောက်အပေါ်ကိုမော့ကြည့်မိပါလိမ့်မယ်အပေါ်မှာဘာရှိလဲလင်းလက်နေတဲ့လောင်းကစားဆက်တွေ slot machine တွေရှိနေပါတယ်တဲ့အာယုံကိုဆက်တွေစီအမြဲရအောင်ကော်စောဒီဇိုင်းတွေကအစတွက်ချက်ထားတာမျိုးပေါ့ကာစီနိုတစ်ခုရဲ့လမ်းကြောင်းတွေကိုဘရော့မှဖြောင်းဖြောင်းတန်တန်မဆောက်ပါဘူးကိုယ်ကောက်နေတဲ့လောင်းကစားဆက်တွေချားတဲ့ကနေမဖြစ်မနေဖြတ်သွားရအောင် maze like layout တမင်ဆွဲထားတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတဲ့နားတဲ့ကိုဝင်လာမဲ့အတန်တွေကလည်းစိတ်ပညာအရာအတိအကျတွက်ချက်ထားတဲ့အတန်တွေပါစီမေဂျာလိုပျော်ရွှင်မှုပေးတဲ့ဂီတတန်စင်တွေပတ်စံတွေတောက်ကျလာတဲ့အတန်တွေကိုနေရာတိုင်းကနေကြားနေရပါလိမ့်မယ်လူတွေရှုံးနေတဲ့အတန်ကိုဘယ်တော့မှကြားရမှာမဟုတ်ပါဘူးလူတိုင်းနိုင်နေကြတယ်ငါလည်းနိုင်မှာပဲဆိုတဲ့မှားယွင်းတဲ့မျှော်လင့်ချက်ကိုတင့်အုံနောက်ထဲကိုရိုက်သွင်းနေတာမျိုးပေါ့အဆိုးဆုံးကတော့ near miss နည်းနည်းလေးလွဲသွားတာဆိုတဲ့လှည့်ကွက်ပါပဲစက်ကိုဆွဲလိုက်တဲ့အခါjackpot ပေါက်ဖို့တပုံလေးပဲလိုတော့တာမျိုးပေါ့တကယ်တော့တင်ရှုံးသွားတာပါဒါပေမဲ့တင့်အုံနောက်ကနည်းနည်းလေးပဲလိုတော့တယ်နောက်တစ်ခေါက်ဆိုပေါက်ပြီးဆိုပြီးဒိုပါမင်းတွေအလွန်ကျွံထွက်လာအောင်လုပ်လိုက်တာမျိုးတင်နိုင်မို့နီးစက်နေပြီးဆိုပြီးတော့တင့်ရဲ့စိတ်ကိုထင်အောင်ထင်မှာဖြစ်စေအောင်စက်တွေကကြိုတင် program ရေးဆွဲထားတာပါလောင်းကစားလုပ်တဲ့အခါငွေသားစက်ကိုဘာဖြစ်လို့မသုံးမဲနဲ့ plasticတိုကင်ပြားလေးတွေကိုသုံးခိုင်းရတာဒါဟာအင်မတန်အစွမ်းထက်တဲ့ dark psychology ပါပဲဒေါ်လာ100ရန်ငွေစက်ကူကိုစပွဲပေါ်တင်လိုက်ရရင်တစ်အုံနောက်ကနှမျောတဲ့စိတ်ဖြစ်သွားပါတယ်ဒါပေမဲ့အဲ့ဒီဒေါ်လာ100ကိုတန်ဖိုးမရှိတဲ့ plastic ပြားလေးတစ်ပြားအဖြစ်ပြောင်းလဲလိုက်တဲ့အခါတင့်အတွက်အဲ့ဒါဟာပတ်စံမဟုတ်တော့ပါဘူးဂိမ်းကစားတဲ့ကစားစရာလေးတစ်ခုပဲဖြစ်သွားပါတော့တယ်ပတ်စံရဲ့တန်ဖိုးကိုအသိစိတ်ထဲကနေဖျောက်ပစ်လိုက်တဲ့အတွက်တင်ဟာပုံမှန်ထက်အစာပေါင်းများစွာပိုပြီးလောင်ရဲလာပါတယ်နောက်ဆုံးတက်မှာဘာမှမကြံတော့တဲ့အချိန်ရောက်မှစိတ်ညှို့ခံထားရတဲ့အခြေအနေကနေပြန်လဲနိုးထလာပါလိမ့်မယ်ကာစီနိုလောင်းကစားရုံဆိုတာလောင်းကစားလုပ်တဲ့နေရာမဟုတ်ပါဘူးလူတွေရဲ့အသိစိတ်ကိုဖျက်တောက်ပြီးတော့သူတို့စီကနေငွေကိုစနစ်တကျရိတ်သိမ်းတဲ့စက်ယုံကြီးတစ်ခုပါပဲသူတို့ဟာတင့်ကိုတနက်နဲ့ချိန်ပြီးပတ်စံတောင်းတာမျိုးမဟုတ်ဘူးနော်တင်ကိုယ်တိုင်ကပြုံးပျော်ပြီးတော့အိတ်ကတ်ထဲကပတ်စံတွေထုတ်ပေးလာအောင်တစ်အုံနောက်ကိုဘီတုကပညာတွေရဲ့နောက်ွယ်ကနေကြိုးဆွဲထားတာမျိုးပါတင်လောင်းကစားရုံနဲ့ဝင်သွားရင်တင်ဟာကစားသမား player တယောက်မဟုတ်ပါဘူးကစားခံနေရတဲ့အယုတ်ကလေးတရုတ်သားဖြစ်ပါတယ်နောက်ထပ်ဘလို့မမြင်ရတဲ့ကြိုးဆွဲမှုတွေရှိနေသေးလဲဆိုတာကျမတို့ရဲ့ Papatia Channel မှာဆက်လက်စောင့်ကြည့်ပေးပါဦးနော်